တရားသူကြီးကလူတစ်ယောက်ကိုပြောလိုက်တယ်နောက်တစ်ပတ်အတွင်းမင်းကိုတေတံချမယ်ဒါပေမဲ့ဘယ်နေ့လဲဆိုတာမင်းမသိရဘူးတကယ်တမ်းဖြစ်လာတဲ့နေ့မှာမင်းအံ့ဩရမယ်မအံ့ဩရင်တော့မင်းကိုတတ်မယ်မဟုတ်ဘူးဒီစကားကိုကြားပြီးအဲ့ဒီလူကစိတ်ထဲမှာတွက်ချက်စဉ်းစားလာတယ်အကယ်၍ကြာတာပတိညထိငါအသက်ရှင်နေတယ်ဆိုရင်နောက်ဆုံးကြံတဲ့နေ့ကတောက်ကြနေပဲဖြစ်မယ်ဒါဆိုငါတောက်ကြနေမှာတည်မယ်ဆိုတာသိနေပြီဒါကြောင့်မအံ့ဩတော့ဘူးဒါကြောင့်တောက်ကြနေမဖြစ်နိုင်ဘူးဒီလိုနဲ့တောက်ကြနေမဖြစ်နိုင်တော့ရင်ဗုဒ္ဓဟူးညထိအသက်ရှင်နေသေးရင်ကြာတာပတိနေ့ပဲကျန်တော့မယ်ဒါဆိုလဲသိနေပြီမအံ့ဩတော့ဘူးဒါကြောင့်ကြာတာပတိနေ့လည်းမဖြစ်နိုင်ဒီလိုတစ်နေ့ပြီးတစ်နေ့ဖယ်ရှားသွားရင်နောက်ဆုံးမှာသူကနောက်တစ်ပတ်အတွင်းဘယ်နေ့မှမဖြစ်နိုင်တော့ဘူးလို့သတ်မှတ်လိုက်တယ်အဲ့ဒါဆိုငါမသေးတော့ဘူးပဲဒီလိုတွေးပြီးသူကစိတ်အေးအေးနဲ့ထောင်ထဲမှာနေနေတယ်ဒါပေမဲ့ဗုဒ္ဓဟူးနေ့မနက်မှာထောင်ကောင်တွေဝင်လာပြီးသူ့ကိုဆွဲခေါ်သွားတယ်သူအံ့ဩသွားတယ်ဒီလိုဘယ်လိုဖြစ်နိုင်တာလဲငါကဒီအပတ်မှာမသေးဘူးလို့တေချာတွက်ပြီးသားပါအဲ့ဒီအချိန်မှာပဲသူနားလဲသွားတယ်သူ့ကိုသူမဖြစ်နိုင်ဘူးလို့ယုံကြည်အောင်တွက်ချက်ပြီးနောက်တကယ်ဖြစ်လာတဲ့အခါမှာသူအမှန်တကယ်အံ့ဩသွားခဲ့တယ်နောက်ဆုံးတော့တရားသူကြီးရဲ့စကားကမှန်နေတယ်မင်းအံ့ဩတဲ့နေ့မှာပဲမင်းတည်မယ်